အသက်10နှစ်ငယ်ပြီး LDRS အဖြစ်လက်တွဲနေတဲ့ main ကလေးချစ်သူရှိနေကြောင်းပွင့်လင်းစွာဖွင့်ရလာတဲ့တရုတ်ဆောင်စုထက်ကလေးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်တရုတ်ဆောင်စုထက်ကလေးကတော့သူမထက်10နှစ်ခန့်တက်တန်းငယ်ရွယ်ပြီးလက်ရှိမှာအဝေးတနေရာမှာရှိနေတဲ့ LDRS ကောင်မလေးတအုပ်ရှိနေပြီဖြစ်ကြောင်းမီဒီယာအင်တာဗျူးတစ်ခုမှာအခုလိုပဲပုံပွင့်လင်းလင်းနဲ့အေးရဲဝံ့ဝံ့ဖွင့်ဟပြောကြားလာပါတယ်ချစ်သူတက်တန်းကတော့တိတ်မကြသေးပဲတအုပ်နဲ့တအုပ်ဖုံးနဲ့သာမြင်တွေ့ပြီးအားပေးနေရတာဖြစ်ပေမဲ့အသက်အများကြီးกว่าတာထက်ပိုပြီးတော့ဂီးဆိုင်ပေးတတ်တယ်လို့အပြန်အလှန်လေးစားမှုနဲ့နားလည်မှုတွေအပြေအဝပေးထားကြတယ်လို့ဆိုပါတယ်ထူးခြားချက်အနေနဲ့သူမရဲ့ချစ်သူဟာယောက်ျားလေးတအုပ်မဟုတ်ပဲမိန်းကလေးတအုပ်ဖြစ်ပြီးစတင်တည်ကျွမ်းကစားအချိန်တုန်းကစုထက်ကလေးကိုအမှုပညာအလုံးလောက်ကိုင်းနေတဲ့တရုတ်ဆောင်တအုပ်မှန်းအောင်မသိရှိခဲ့ဘူးလို့ရှင်းပြခဲ့ပါတယ်အခုလိုမျိုးအဝေးမှာရှိနေပြီမဲ့လေတယောက်နဲ့တယောက်အမြဲတမ်းဆက်သွယ်မှုရှိနေပြီးလက်ရှိမှာတော့သူမအနေနဲ့အလွန်အမင်းအခြေခံနေရလို့ပျော်ရွှင်နေရတယ်လို့အရန်ဖွင့်သွားခဲ့ပါတယ်။အခြေအနေနဲ့ပတ်သက်ပြီးရိုးသားပွင့်လင်းစွာထုတ်ဖော်ပြောဆိုလာခဲ့တဲ့စုထက်ကလေးအပေါ်မှာအမြင်မတူတဲ့အချို့သူတွေရဲ့ပြောဆိုဝေဖန်မှုတွေရှိနေပြီးမဲ့လေသူမရဲ့ပရိသတ်အများစုကတော့အခုလိုမျိုးတတိရှိရှိပွင့်လင်းစွာပြောပြတတ်တဲ့သူမရဲ့ရိုးသားမှုကိုချစ်မြတ်နိုးနေကြတာလည်းဖြစ်ပါတယ်ရှင်။အခုကြည့်ရှုနေကြတဲ့ပရိသတ်ကြီးတို့ရောမင်းကလေးအချင်းချင်းချက်သူဖြစ်နေတဲ့တရုတ်ဆောင်စုထက်ကလေးအပေါ်ဘယ်လိုမျိုးမြင်မိကြသလဲဆိုတာကောင်းမွန်အမြင်လေးတွေကိုပြောပြပေးခဲ့ကြပါအောင်ရှင်။